ကျွန်တော်ပေါ့နော်ဒီနေ့ကတော့3ရက်12လ2025ရက်ပေါ့နော်12နာရီ10မိနစ်ခဏလေးကိုဒီမပြတ်သေးတဲ့၄ခွက်တဲ့စင်းတဲ့ site ကလေးကိုပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးရဲ့နောက်မှာဆိုရင်တော့ကျွန်တော်ပေါ့နော်ဒီနေကုံလုံးမိုင်တော်တော်လေးမှန်တဲ့ကက်ကလေးတွေကိုမြတ်တက်လက်ဆောင်ဖြစ်ထည့်ပေးထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါခုကြည့်နေကျွန်တော်မိတ်ဆွေများကကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေးဘူးနှိပ်ထားပေးပါကျွန်တော်ဗီဒီယိုအသက်သက်တင်နိုင်မှာပေါ့နော်မိတ်ဆွေတို့ရဲ့ဖုန်းမှာ notification လေးတက်နေအလွယ်တကူကြည့်ရှုလို့ရအောင်လို့ဖြစ်ပါတယ်ကျွန်တော်ဟောထိတ်တွေအကုန်လုံးကျွန်တော်အနီးကက်တွေအကုန်လုံးတင်ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ like and subscribe လေးမနှိပ်ရသေးဆိုတော့နှိပ်သွားပေးပါဒါဆိုတော့စလိုက်ရအောင်ပါနော်ကျွန်တော်ဒီပထမဆုံးအနေနဲ့ဒီ3လုံးပေါင်းခြင်းပေါ့နော်3လုံးပေါင်းခြင်းဒီကျွန်တော်တို့က3ရက်ပေါင်းရသည်ရှိ3ချက်ဆိုတာဒီ93လို့3လုံးကိုညှိပေးထားတယ်ဒီ3လုံးပေါင်းခြင်း3ညရဲ့ပေါင်းရသည်က93ညဝန်းခြင်းဆိုတာဒီ93ညလုံးညှိပေးထားတယ်ဒီ3လုံးပေါင်းခြင်းဒီကျွန်တော်တို့က9ရဲ့ပေါင်းရသည်လေ49ဆိုတာဒီ93ညလုံးညှိပေးတယ်ဒါကြောင့်မလို့သူ့မို့သူ့ဆိုင်အတိုင်းဆိုရင်တော့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ88ရဲ့ပေါင်းရသည်3ချက်ဆိုရင်ကဏ္ဍလေးဒီသူ့ဆိုင်မပြတ်သေးဘူးဆိုရင်ဝန်းခြင်းဒီနေ့မှရိုက်အောင်မယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်သူနဲ့တွဲမဲ့အကောင့်လေးကိုဒီ3ပင် site ကလေးနဲ့ပေးထားတာဖြစ်တဲ့အတွက်ဒီ3ပင် site လေးတခုဖန်ထားပါတယ်ဒီနှလုံးပေါင်းခြင်းဒီ9ရဲ့ပေါင်းရသည်လေ49ဆိုတာဒီ90လို့ပေးထားတယ်ဒီတစ်လုံးဒီ3လုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းဒီ9ရဲ့ပေါင်းရတယ်3ည93ညဆိုတာဒီ90လို့ပေးထားတယ်ဒါကြောင့်မလို့ဒီနှလုံးပေါင်းခြင်းဒီနှစ်ရဲ့ပေါင်းရတယ်ကော2ခွန်ဆိုရင်သူဆိုင်မပြတ်ဘူးဆိုရင်ဒီနေရာမှာ2ခွန်လို့ပေးအောင်မှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကပထမရခဲ့တဲ့ဒီ83ရခဲ့တဲ့2ခွန်ပေါ့နော်သူတို့2ခုတွဲလဲ4ခွက်ထွက်လာမယ်အရန်ဖြစ်ကြတာတက်ကလေးတစ်လုံးနဲ့ဒီတက်နဲ့တက်ခွန်ဆိုတာလေးကိုကကစားစေချင်တယ်နောက်တစ်ခုကကျွန်တော်မိတ်ဆွေများက73မကြိုက်ဘူးဆိုရင်ဒီ2ခွန်လေးကိုကင်ကစားလို့ရတယ်2ခွန်မကြိုက်ဘူးဆိုရင်73လေးကိုကင်ပြီးတော့မိတ်ဆွေတို့မှာရှိတဲ့ကိုပိုင်လုံးမဲ့ဝမ်းချင်းလေးနဲ့ကကစားရင်လည်းပေါက်တီးခဏလေးဖြစ်လာနိုင်တယ်ပေါ့နော်ဒီကျွန်တော်ကဒီတိုင်းလေးပဲမဖောက်သေးရဖြစ်တဲ့တွဲလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်ခုနကပြောခဲ့သလိုပဲကျွန်တော်ဒီလုံးမဲ့ကက်လေးကိုတွားကြည့်ရအောင်ဗျလုံးမိုက်ကလေးကဝမ်းကြီးအနေထားမျိုးနဲ့ဒါကတော့နေကုန်းလေးပေါ့နော်ခွန်ရှစ်လို့ပေးထားတယ်သူကတော့ဘိုင်လေးကရှစ်လို့ပေးထားပါတယ်ဒါကြောင့်မလို့ဒီမနေ့ပြန်ချစ်ကြိုက်တဲ့မိတ်ဆွေများဒီလည်းပတ်တိကစားနိုင်တယ်လို့ခွန်ကြိုက်တဲ့မိတ်ဆွေများဒီလည်းပတ်တိကစားနိုင်ပါတယ်အခုကျွန်တော်ရဲ့ channel လေးကို subscribe လေးမနှိပ်ရသေးဆိုတော့နှိုက်တော့ပေးခဲ့ကြအောင်တောင်းဆိုပါတယ်အခုကြည့်နေကျွန်တော်မိတ်ဆွေတယောက်ချင်းဒီဇိုင်းလေးကိုအချမ်းသာရဲ့စိတ်ချမ်းသာခြင်းနဲ့ပြုလုပ်ကြပြီးတော့ပြီးမကောလူမခိုင်းနိုင်တဲ့သူတွေဖြစ်ကြပါလိမ့်တူးတီတွေအများကြီးပေါက်ကြပါစေဗျ Okay see you bye bye next video